အလုံးပဲမင်္ဂလာပါခင်ဗျလူတွေရဲ့လေးစားမှုကိုရပြီးတော့ခင်ဗျားကပိုပြီးဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်စေဖို့အတွက်ဆောင်ရွက်ရှောင်ရမယ့်အပြုမှု၄မျိုးပြောပြပေးရှင်ပါတယ်ဗျနံပါတ်1စကားပြောတဲ့အချိန်မှာခေါင်းအောင်ကြက်လိုမျိုးဟိုရန်တရန်လုံနေပါနဲ့ဗျဖြည်းဖြည်းနဲ့မှန်မှန်လေးပဲလှောက်ရှားပေးပါဗျပြီးတော့အေးအေးဆေးဆေးလေးပဲတုံ့ပြန်ပေးပါဒါကတင်ရကိုထိန်းချုပ်နိုင်ပြီးတော့ကိုယ့်ရဲ့စိတ်တိုင်းကြလှုပ်ဆောင်နိုင်တယ်ဆိုတဲ့ခံစားချက်ကိုပေးပါတယ်ဗျနံပါတ်2ပိုပြီးကောင်းအောင်တရရဝတ်စားစေရင်ကတင့်ကိုပို့ပြီးတော့တက်တောင့်တက်တာဖြစ်စေပါတယ်ဗျအထူးသဖြင့်ကျွန်တော်တို့ကဖြစ်တယ်လို့ဝတ်တဲ့အတွင်ပြင်နဲ့ရှင်လိုက်မယ်ဆိုရင်တခြားသူတွေရဲ့အပေါ်မှာအပြုတ်တဘောဆောင်တဲ့အထင်မြင်ကိုရစေပါတယ်ဗျနံပါတ်3စကားကိုနည်းနည်းလေးပဲပြောပါစကားနည်းနည်းပြောတာကလူတွေရဲ့စိတ်ဝင်စားမှုကိုစွပေးတဲ့နှံ့နယ်မှုတစ်ခုဖြစ်တယ်ဗျဒါပြင်စကားနည်းတာကခင်ဗျားရဲ့အကြောင်းကိုပို့ပြီးတော့တည်ရှင်လာစေတဲ့စိတ်တွေတိုးပွားလာစေပါတယ်ဗျနံပါတ်4တည်ငြိမ်အေးချမ်းစွာနေပါအချိန်တစ်ခုတက်ရောက်လာတဲ့အချိန်မှာဒေါရနဲ့မတုံ့ပြန်မဲနဲ့တေချာလေးနားထောင်ပြီးပါဒါကတင်းမာမှုတွေကိုရော့သွားစေပြီးတော့တင်ကလည်းပို့ပြီးဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်အဖြစ်မြင်စေပါတယ်ဗျဆိုတော့ဒီလေးချက်ကိုတင်ရနေစဉ်ဘဝမှာလို့အသုံးချပြီးတော့လူတွေရဲ့လေးစားမှုကိုရရှိနိုင်ကြပါစေဗျအားလုံးကျေးဇူးများတင်ပါတယ်မင်ထပါ